နိုင်ငံတည်ငြိမ်မှုပြည်သူတွေအေးချမ်းအိပ်စက်နိုင်ဖို့နဲ့အကြမ်းဖက်လုပ်ရက်တွေပွားများဖို့အတွက်တပ်မတော်သားတွေကနိုင်ငံတော်ဝန်တရားတော်စစ်ကိုဆင်နွှဲနေကြပါတယ်။တောင်ခမ်းနေတာဆိုရင်တော့ရှေးရခင်ကလေးကဘာသာတရားကိုင်းဆိုင်တဲ့ယဉ်ကျေးမှုအမွေအနှစ်တွေများစွာရှိတဲ့ဒေသဖြစ်ပါတယ်။တောင်ကျန်းသူပလောင်လူမျိုး DNL တွေကြောင့်အေဂျင့်နဲ့တောင်ခမ်းဒေသဟာစစ်မီတောက်လောင်ခဲ့ရပါတယ်။တောင်ခမ်းဒေသပြန်တဲ့အေဂျင့်မှုအတွက်တပ်မတော်သားတွေကတောင်ကျန်းသူတွေကိုရွရွချွန်ချွန်တိုက်ခိုက်ချေမှုန်းခဲ့ကြပါတယ်။အခုကာလမှာတော့တောင်ခမ်းဒေသကပြန်တဲ့အေဂျင့်ခဲ့ပြီးဖြစ်တာကြောင့်နေ့ရှည်လာများစွာရှေ့နှန်းစစ်စင်ရေးတောင်ထမ်းဆောင်ခဲ့ကြတဲ့ဒီတိုက်ခိုက်ရေးတရင်တွေဟာလည်းနောက်တန်းဌာနချုပ်ကိုပြန်လည်ဝင်ရောက်လာပြီးပဲဖြစ်ပါတယ်။တပ်မတော်သားတွေဟာသူတို့ရဲ့အသက်ခံတာတွေကိုဗဒါနမထားဘဲနဲ့တိုင်းပြည်အတွက်ချစ်ခင်ရသူမိသားစုတွေသားသမီးတွေနဲ့ဆွေမျိုးသားချင်းတွေနဲ့နေ့ရှည်လာများစွာခွဲခွာပြီးတော့နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေကိုထမ်းဆောင်နေကြတဲ့ယောက်ျားများစွာတွေကတပ်မတော်သားအာဇာနည်သူရဲကောင်းတွေပဲဖြစ်ပါတယ်။တိုက်ပွဲတရားအောင်မှန်းစင်ပြီးအသက်မသေးပဲနေရာဌာနကိုပြန်လည်ရောက်ရှိလာတဲ့သူရဲကောင်းအာဇာနည်တွေကိုသူတို့ရဲ့မိသားစုနေတာမကဘဲနဲ့ဌာနဆိုင်ရာအဖွဲ့အစည်းတွေရဟန်းတန်ဃာတွေပြိုမျိုးလိုအယတာပြည်သူတွေကြိုးဆိုနေတဲ့မြင်ကွင်းနဲ့အိမ်သူတထားကသူ့ရဲ့ချစ်ခင်မွန်းကိုအောင်တပြေကမ်းပြီးပွေးဖက်လိုက်ချိန်မှာစိတ်သက်ခိုင်မာတဲ့စစ်သားကြီးတွေမျက်ရည်ကျတဲ့မြင်ကွင်းနဲ့သားသမီးတွေရဲ့အာကိုပြူရာမဟာတတိုင်းကြီးဖြစ်တဲ့ရှေ့တန်းပြန်စစ်သားဖေဖေကြီးကိုမျက်ရည်တွေနဲ့ဝမန်းတတာကြိုးဆိုကြတဲ့မြင်ကွင်းတွေကိုတွေ့မြင်ရပါတယ်။ဒါကြောင့်ပြူမီတို့ကပြည်သူလူထုတရက်လုံးကထောက်ခံအားပေးကြိုးဆိုကြတဲ့မြင်ကွင်းတွေကိုအခုလိုပဲတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။
အခုလိုတောင်ဟန်စစ်စင်အောင်မြင်ရဲ့အကြောင်းရင်းကရန်သူကိုအောင်မြင်စွာချေမှုန်းနိုင်ရမယ်ဆိုတဲ့ရည်ရွယ်ချက်ခိုင်မာတာရဲ့နောက်ပြီးအရာရှိစစ်တီရဲ့စိတ်သက်ကောင်းတာတွေရဲ့ပြီးခြေလင်းအမြောက်drone operation team နေနဲ့ပြီးတော့လေကြောင်းပစ်ကူ commander တွေရဲ့ညီနိုင်ဆောင်ရွက်မှုကောင်းမွန်တာတွေရဲ့နောက်ပြီးတော့တပ်မတော်အကြီးအကဲတွေရဲ့စီစဉ်ဆောင်ရွက်ပေးမှုတွေနဲ့ရိခါခရဲနေတာမကဘဲနဲ့မီးပြောက်ရိခါပြီးဒံပေါက်ခောက်ဆွဲကြောစေးလိပ်စတာတွေရတဲ့အထိပေါ့နော်အုပ်ချုပ်မှုတွေထောက်ပံ့မှုတွေကောင်းမွန်တာတွေပြီးရှင်တပ်မတော်ကိုချစ်ခင်တဲ့အကြမ်းဖက်မှုကိုမလိုလားတဲ့ပြည်သူတရက်လုံးကအားပေးထောက်ခံမှုတွေကြောင့်ဖြစ်တယ်လို့ပြိုမျိုးသိရှိခဲ့ရပါတယ်ပြိုမျိုးအဖွဲ့ကလည်းတောင်ဟန်စစ်စင်မှသည်တပ်မတော်ရဲ့တံမြန်ထိုးစစ်အောင်ပွဲစီတို့လို့ဆန္ဒပြုရင်းရှီတန်းပြန်အောင်ပွဲရသူရဲကောင်းတွေကိုဒီဗီဒီယိုမှာတစ်ဆင့်ဂုဏ်ယူလေးစားစွာတင်ဆက်လိုက်ရပါတယ်ရှင်